阿里啦，怎么哩啦，拉没啦吧？不，嘿，大里没吧的，地嘛说了，不鲁嘛个傻逼了多比较贵样票比脱多。不他妈这个大里标多嘞，哎，你那件油大路路，第二个油大路，等个这个油多大路，水苗这个靠多大路地路天呀，那个里想没有？那这苗来地带嘛，米花的这拉边米不鲁嘛，拉拉啥？拉拉啥咯？阿里嘛，苗子米个自己他米的。那等个这帮人啊，那个那个路线路数比多，看那里西边的、南边的，这样嘛没事。阿里也嘛要来的苗子米这样，我都觉得看面不，都来的看嘛来呗，其他路的呢帮咱们都。不路个不老攀山都要讲到的面龙，那铺毛们那样搞们面头你们也没错不，但苗里的是嘛不别，好了。အဲ့ဒါလေးတွေအကဲခတ်ကြည့်လိုက်တော့ဒါသူလူသားမှမဖြစ်နိုင်ဘူးဘလူဖြစ်လောက်တယ်ငါဒီနေရာမှာနေပြီးတော့ဒီတိုင်းနောက်တစ်ခါ၃ချိန်မြောက်ဖွာရင်လေဒီဘလူးမှလက်စာမိအောင်မယ်အဲ့ကြောင့်သူ့ယောက်ျားကိုတိုင်ပင်ပြီးမောင်ရဲတဲ့ဒီတစ်ခါသားဖွာမယ်ဆိုရင်ကျမအမေစီသွားမယ်ကျမမေတို့ကသာဝတိမြို့လေကောင်မှာဆိုတော့ဘလူးရန်တွေဘာတွေကင်းတယ်မြို့သားကလည်းသဘောတူတယ်ဟုတ်ပါပြီကွာဆိုပြီးတော့၃ချိန်မြောက်ရောက်တဲ့ခါကျတော့အဲ့ဒီမှာကိုဝန်ရင်းရမှာဖြစ်တော့သာဝတိမြို့တဲ့သွားမိဖွာအဲ့ဒီချိန်မှာပြိတ္တိဘလူးမကလည်းဝတ်တော်ဝန်နတ်မင်းရဲ့တံမှာရေတံတာဝန်ကြတယ်တခါတခါကြရင်သူက၄-၅ လကြာတယ်ကိုလေးမလေးကသွားပြီးတော့မိဖွာဖို့တဲ့သူမိဘထံရောက်နေတဲ့အချိန်မှာသူကလည်းပဲဝတ်တော်ဝန်နတ်မင်းကြီးထီရောက်မိဖွာပြီးတဲ့အချိန်ထိသူမပြန်သေးဘူးဟိုမှာမိတွေဘာတွေဖွာပြီးတော့ကလေးလေးနည်းနည်းလေးကြည်လာပြီးနာမကရဏနာမည်ပေးတဲ့မင်္ဂလာတွေဘာတွေလုပ်တော့အဲ့ဒီအချိန်မှာသူကဟိုကဝတ်တော်နမင်းထီကဘလူးမကလွတ်လာပြီးတော့သူနေတဲ့အိမ်ကိုသွားကြည့်တယ်မရှိတော့ဘေးကိုမေးတယ်ဟဲ့ဒီအိမ်ကဇနီးမောင်နှံဘယ်သွားကြခဏကြိမ်ရှိပြီကလေးလေးတွေဘလူးစားခံရလို့ဒီတခါစားမခံရအောင်သူမိဘထံသွားမိဖွာတာတဲ့ဘေးကပြိတ္တမသိဘူးဘလူးမမသိအဲ့လိုပြောလိုက်တော့ဘလူးမကဟဲငါလက်ကညှိလွတ်ရိုးလားငါမရရအောင်လိုက်မယ်ဆိုပြီးတခါလိုက်အဲ့ဒီစင်ချိန်မိုးရက်ကွက်ရွာလေးကနေပြီးတော့သာဝတိမြို့ကိုလိုက်ဟိုကလည်းသာဝတိမြို့တဲကနေပြန်ထွက်ပြီးတော့သူတို့ရွာလေးပြန်ကန်ဒီမှာမြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းကြီးနာရေကန်ထဲမှာတို့ရေမိုးလေးချိုးကြအောင်ဆိုသားလေးလည်းရေချိုးပေးရအောင်ဆိုပြီးတော့အဲ့တော့သားလေးရေချိုးပေးပြီးတော့မျိုးသမီးကသူ့ချိုးလိုက်အောင်မယ်ဆိုပြီးတော့အမျိုးသားလက်ထက်ကလေးလေးပြီးမျိုးသမီးကရေချိုးမျိုးသမီးရေချိုးပြီးကုန်းပေါ်ပြန်တက်ပြီးကလေးလေးပွေထားပြီးအမျိုးသားကအဲ့ဒီမှာရေတဲ့တခါတလက်ပြန်ရေချိုးအမျိုးသားရေချိုးမှနေတော့မှဘလူးကလိုက်လာတယ်ဟာဘလူးကလိုက်လေလာရောလာပြီးမောင်ရဲ့ဘလူးဆိုပြီးတော့အဲ့ဒီမှာကလေးလေးကင်ပြီးတော့ပြေးလိုက်တာသူ့ယောက်ျားသူမဆောင်တော့ဇေတဝန်ကျောင်းနဲ့နီနာနာဆိုတော့ကျောင်းထဲကိုဝင်ပြေးတယ်ကျောင်းနဲ့ဝင်ပြီးတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အနိနာသွားပြီးတော့မှမြတ်စွာဘုရားရဲ့ခြေပမိုးပေါ်မှာကလေးလေးကိုတင်ထားလိုက်တာမြတ်စွာဘုရားတပည့်တော်သားလေးကိုမြတ်စွာဘုရားလှူပါတယ်ဘုရားဒီသားလေးကိုမြတ်စွာဘုရားရဲ့သားလေးကိုမှတ်တော်မူပါဘုရားအဲ့ဒီမှာနောက်ကဘလူးကလိုက်လာတယ်ကျောင်းဆောင်နတ်ကနေတားထားလို့ဘလူးမဝင်ခွင့်မရဘလူးမဝင်ခွင့်မရတော့မှမြတ်စွာဘုရားကသိတယ်ရှတအာနန္ဒာကျောင်းဆောင်နာသူမနာကိုပြောအဲ့ဒီဘလူးမဝင်ခွင့်ပေးလိုက်ပါဆိုတော့မြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့ဘုရားတပည့်တော်သားလေးအဲ့ဒီဘလူးမစားတာ2 ကြိမ်2 ခါရှိပြီးပါပြီဘုရားဒီတခါစားမှကြောက်လွန်းလို့ပါမြတ်စွာဘုရားဝင်ခွင့်မပေးပါနဲ့မြတ်စွာဘုရားကညင်နေပါတဲ့စကားမပြောပါနဲ့ဒီလိုပြောဘလူးမဝင်လာအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟောတယ်ညီတို့တွေတဲ့ငါဘုရားနဲ့သာမတွေ့ဘူးဆိုရင်တော့မွေနဲ့မွေပါလို့ကဘာတီတဲ့၍ရန်သူတွေဖြစ်နေကြတော့မှာမွေနဲ့မွေပါအခုချိန်ထိတဲ့တယ်ရှိလားရှိဘူးတွေ့လိုက်ရင်ရန်ဖြစ်ဖို့စားဖို့ပဲလေနောက်တကကြီးနဲ့ဂင်ဘုတ်တနည်းပြောရင်ကြီးနဲ့ဇီးကွက်ပေါ့သူတို့လည်းတဲ့တယ်ရှိလားရှိဘူးနောက်တကဝန်နဲ့ကြို့ပင်ဆောင်နာသူလည်းတဲ့တယ်ရှိလားသူတို့ကပ္ပယံနေဖြစ်တယ်လို့ညီတို့2 ယောက်လည်းပဲကပ္ပယံနေဖြစ်ပြီးဘယ်တော့မှငြိမ်းကြမှာမဟုတ်ဘူးဘ
ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးယံဟာယံတုတ်မူရင်ဘယ်တော့မှယံမငြိမ်းဘူးတဲ့မြတ်စွာဘုရားကဒါလေးပြောပြဝေရာနိယံတုတ်သည်ဝေရေနယံတုတ်မူသည်ဖြင့်ကုရာဇနတရားတဆင့်မြတ်နာဟိသမ္မန္တိဘယ်တော့မှမငြိမ်းကြဘူးဝေရေနယံတို့သည်အဝေရေနယံတို့မမှုသဖြင့်သာလျင်ဝေရာဏီယံတို့သည်ကုသမ္မန္တိငြိမ့်ကြလေကုန်၏ယံကိုယံနဲ့တုံလျက်နေရင်ယံငြိမ့်နေဆိုယံငြိမ့်နေဆိုတာမရှိဘူးပေါ့ဒေါသကိုဒေါသနဲ့ညီးတို့တွေတုံ့ပြန်ပြီးနေလိုက်ကြတာပဲဝန်နဲ့ကြို့ပင်ဆောင်နှက်မတည့်ကြသလိုပဲကြို့ပင်ဆောင်နှက်ကျိုးပင်ကြီးကစောင့်နေတဲ့နတ်ရှေ့မှာတစ်ခုတ်သမားတွေကလာဟာဘာဖြစ်တော့မေးလိုက်တော့တဘိုးတုံးကြီးကျိုးသွားတဘိုးတုံးကျိုးတော့နောက်တော့လက်ဝင်ရိုးကျိုးတဘိုးတုံးကျိုးတော့ဘယ်အသားခုတ်ရကောင်းမလဲမေးဝန်ကပြောတယ်ကျိုးပင်ရဲ့အသားကောင်းဆုံးပဲဗျာဟုတ်လားကွာဆိုကျိုးပင်ကြီးခုတ်လိုက်ကြတော့ကျိုးပင်ဆောင်တာကဒေါကန္နာဒီဝန်ကြောင့်ဖြစ်တာဒီကောင်ရှာရှည်လို့ဟုတ်လားဟာအဲ့ဒီမှာတဘိုးတုံးတွေလက်ဝင်ရိုးတွေခုတ်ပြီးတော့လက်ကြီးပြန်တက်ပြီးမောင်းမယ်လို့တက်ကလက်ဝင်ရိုးနဲ့ဒီအောက်ကလက်အိမ်ကဘာခေါ်လဲမသိဘူးအဲ့ဒါခြီဖို့လေအဲ့မှာကျိုးလိုနေတယ်အဲ့ကျိုးမခိုင်တဲ့အခါဘာလို့อ่ะကောင်းမလဲအမလီအဲ့ဒါဝန်ရဲ့စီကအကောင်းဆုံးမြဟိုကကျိုးပင်ဆောင်တက်ကပြောတာလေဟာဒါဆိုဝန်ကြီးသကွာဆိုတော့ဝန်ကြီးလည်းသေရောသစ်ပင်ကြီးလည်းလဲတယ်မလားဖြစ်လျာဘဝတိုင်းမှာသူတို့ညောင်ဘယ်တော့မှပြေးလဲတယ်မရှိဘူးမင်းငါကြောင့်သိရမယ်ငါလည်းမင်းကြောင့်သိရမယ်မင်းကြောင့်ငါသိမယ်ငါကြောင့်သိရမယ်နဲ့တယောက်ဒေါသတွေရှင်ပြိုင်လိုက်ကြတာငြိမ့်တယ်ကိုမရှိဘူးပေါ့ဒါပြောချင်တာဟုတ်ပြီလားအခုလည်းညီတို့နှစ်ယောက်လည်းပဲတဲ့ဒေါသတွေနဲ့ရှင်ပြိုင်ပြီးလာလိုက်ကြတာငြိမ့်တယ်ကိုမရှိဘူးမြတ်စွာဘုရားကအတိတ်ကြောင့်တွေဆောင်းပြီးတော့မှညီတို့နှစ်ယောက်လေးတဲ့ဟောဒီသာဝတိမှာပဲဘာမှကြာသေးတာမဟုတ်ဘူးညီတို့တွေဖြစ်လိုက်ကြတာများတိမ်ထဲမှာဇနီးမရညီမသွားပြီးတော့ဖြစ်ကြအဲ့ဒီမှာကြီးမကအငယ်မကိုတတ်လို့သေခဲ့ပြီးပြီသေကဏိကာလမှာငါသူ့ကိုနိုင်တဲ့လူဖြစ်ပြရသေးပြန်ဆူတောင်းလို့ညီဆူတောင်းပြစ်ပြီးတော့မှအဲ့ဒီအိမ်မှာတဲ့ညီကကြောင်မကြီးဖြစ်သူကကြက်မဖြစ်ပေါက်သမျှကြက်ကလေးတွေညီခုတ်သက်စားလို့အဲ့ဒီဘဝကလည်း၃ချိန်၃ခါသူတို့တွေသေခဲ့ရပြီးပြီကျက်မကြီးသေကဏိဆူတောင်းလိုက်တဲ့အခါငါလည်းညီနိုင်သူဖြစ်ပြရသေးဆူတောင်းတော့ကျက်မကြီးကကျက်သက်မကြီးဖြစ်ညီကတော်ထဲမှာသွားသမင်ဖြစ်ညီမွေးသမျှသမင်ကလေးတွေကိုသူစားတယ်၃ချိန်၃ခါမြောက်ညီပါစားခံရတယ်လေဟာငါလည်းပဲသူ့ကိုပြန်စားနိုင်သူဖြစ်ပြရသေးဆူတောင်းလိုက်တော့အခုတော့ညီကဘလူးမှဖြစ်သူကဒီမဲ့လူလာဖြစ်ကြပြီငါဖယားနဲ့မတွေ့ဘူးဆိုရင်ညီကိုမြတ်စားရင်ဒီတစ်ချိန်စားရင်ကလေးနဲ့တကွညီပါစားတော့မှညီပြန်ဆူတောင်းရင်ပြီးနိုင်ဖွယ်ရာအကြောင်းမရှိတော့ဘူးအဲဒါကြောင့်နာယီဝေရေနာဝေရာနိသမ္မန္တိရကုရာဇနံအဝေရေနဇာသမ္မန္တိဧသဓမ္မောသနန္တနောဣရာဤလောက၌ဝေရေနယံတို့မူသဖြင့်ဝေရာနိယံတို့သည်ကုရာဇနံတရားတစ်စင်းများနာယီသမ္မန္တိမငြိမ့်ကြလေဘူးအဝေရေနဇာယံတို့မမူသဖြင့်သာလျင်ဝေရာနိယံတို့သည်သမ္မန္တိငြိမ့်ကြလေကုန်၏ဧသောဤသို့ယံတို့မမူသဖြင့်ယံရဲ့ငြိမ့်ခြင်းဆိုတာသနန္တနောရှိအစဉ်လာဓမ္မတာဖြစ်ပါပေ၏ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း